ဒီနေ့ကကယုဏနဲ့မုဒိတာနှစ်ခုပြောပြီးတော့ဟောပေးဖို့အစီအစဉ်ရှိပါတယ်ကယုဏနဲ့မုဒိတာပြိုင်တူတခုကိုတခုအနောက်ရှက်မဖြစ်တော့ပဲဖြစ်နေတာတဘာဝအားဖြင့်ဖြစ်နေတာကိုပဲဥပိ္ပခာလို့ခေါ်တယ်။ဒီနေရာချင်းပြောမယ်ဆိုရင်ဒီနေ့ကဥပိ္ပခာကြောင့်ပြောတာဥပိ္ပခာနဲ့ပတ်သက်ပြီးတော့ဒီလိုပြောတယ်ဆိုရင်ဒါလက်ရှိနောက်ပိုင်းရေးတဲ့စာပေအနေနဲ့ဆိုရင်ဘုန်းကြီးကရေစံကူးလို့ဖြစ်တယ် swimming against the stream ဘာဖြစ်လို့လဲဆိုတော့အများကဥပိ္ပခာဆိုရင်လေးလူရှုတယ်ဒီလိုယူဆအဲ့ဒီလိုနားလည်တာအမှန်လည်းအဲ့ဒီလိုပဲယူဆတယ်ဘုန်းကြီးကယူရရလို့လည်းဖတ်တတ်ပါတယ်ယူရရဒီလိုထိုင်းလူမျိုးတွေလည်းပဲဥပိ္ပခာလို့ပြောရင်အဲ့ဒီလိုပဲမြန်မာလိုပဲလေးလူရှုတယ်ခီးမဆိုင်တော့ဒီလိုတော့ဆော့လို့တယ်သတိလင်္ကာစကားလည်းပဲအနေချင်းပြောတတ်ပါတယ်သူတို့လည်းပဲဒီတိုင်းပဲပြောတယ်ဥပိ္ပခာဆိုရင်ခီးမဆိုင်တော့ကြောက်ခိုင်းတယ်ဥပိ္ပခာပြုလိုက်ပါဆိုမြန်မာလိုအဲ့ဒီလို express လုပ်တယ်ပြောရဆိုရင်ခီးမဆိုင်နိုင်ထားလိုက်အသာထားလိုက်ကိစ္စနဲ့ဘာမှမထူးဥပိ္ပခာပြုလိုက်ကြိုးစားပြီးတော့ပြောကြည့်တယ်ပြောလို့မရတယ်ဥပိ္ပခာပြုလိုက်တယ်ဒီလိုလားအနောက်နိုင်ငံနေပြီးတော့ပြီးခဲ့တဲ့နှစ်တရာလောက်စပြီးနှစ်တရာကျော်နှစ်130 40လောက်စပြီးတော့ဗုဒ္ဓဘာသာအကြောင်းလေ့လာတဲ့ပညာရှင်တွေဗုဒ္ဓဘာသာကျင့်ကြံတဲ့အနောက်တိုင်းသား North American တွေ European တွေလည်းပဲဒီတိုင်းပဲရေးတယ်ဥပိ္ပခာဆိုတာ being indifferent ဆိုတာသူကကောင်းတယ်ဆိုရတော့ဘာမှမခံစားတော့ကောင်းတယ်လည်းကြီးမဆိုင်တော့ဆိုရကြီးမဆိုင်တော့ပြတ်တာပဲ indifference အဲ့ဒီလိုတည်းပဲရတယ်လို့သူတို့ကခြေပြန့်ဘာသာပြန်ကြတယ်အဲ့ဒီလိုဘာသာပြန်တာအဲ့ဒီလိုယူဆတာအဲ့ဒီလိုယူဆရင်အဲ့ဒီဥပိ္ပခာပြမစိုးတရားထဲကဥပိ္ပခာမဟုတ်ဘူးပြမစိုးရဲ့အစိတ်အပိုင်းဖြစ်တဲ့ဥပိ္ပခာမဟုတ်ဘူးလို့ဘုန်းကြီးကဒီနေ့ပြောချင်ပါတယ်မေတ္တာနေပေါက်ဖွာလာတဲ့ဥပိ္ပခာလေးလူမရှိဘူးကြောလည်းမခံတယ်အလုပ်မှာလုပ်ပေါ်ခံတဲ့နေရာအတူတူလုပ်တွဲလုပ်တယ်အစည်းအဝေးမှာဆွေးနွေးနေသဘောထားချင်းအတိုင်းဆိုင်လို့စိတ်ထဲမှာနည်းနည်းလေးတင်းသွား tension ဖြစ်သွားတယ် tension ဖြစ်သွားတဲ့အခါကျတော့စကားပြောတယ်နည်းနည်းလေးမချောမွေ့တော့အဲ့ဒီမချောမွေ့တဲ့ဟာဒီလေအောင်ဒီလို frank discussion ဆိုတာအနောက်နိုင်ငံသားတွေတချို့လုပ်တဲ့ပုံစံမျိုးမလုပ်ပဲနဲ့စိတ်ထဲမှာမျိုးသိပ်ထားတယ်မျိုးသိပ်ထားတဲ့ခါကျတော့အဲ့ဒါကိုမနေ့ကပြောတဲ့အတိုင်းအဲ့ဒါ suppress လုပ်တယ်ဖိနှိပ်ထားတယ်လို့ဆိုလို့ဟိုရသင်္ကန်းနှစ်ဖြတ်ဝတ်တယ်အောက်ကသင်္ကန်းအပေါ်ကသင်္ကန်းအပေါ်ရုပ်သင်္ကန်းကိုမလျှော်ဘူးအပေါ်သင်္ကန်းပဲလျှော်တယ်မလျှော်တဲ့သင်္ကန်းကိုလျှော်တယ်သင်္ကန်းနဲ့ဖုံးဖိထားရုပ်နဲ့မလျှော်တဲ့သင်္ကန်းကဖုံးဖိထားရုပ်နဲ့ဒီပြဿနာကြောက်တော့
မုဒိတာနဲ့ဂယုဏရှင်းပြတဲ့နေရာမှာဘာပြောရတော့ဆိုတော့ဒီမစုတရားဟာဗုဒ္ဓရဲ့အတွေ့အခေါ်သစ္စာလေးပါးကိုသိရကနေကိုယ်တော်တိုင်သိရနေပြီးတော့ပေါ်လာတဲ့အတွေ့အခေါ်တဒနာညာနာတဒနာလို့လည်းခေါ်တယ်ဒီမစိတ်ချညာနာစတဒနာမေဥဒ္ဓပါတိညာနာဆိုတာ knowledge တဒနာဆိုတာ vision and knowledge some people call this philosophy ဆိုတာဗုဒ္ဓဘာသာနဲ့ဒီဗုဒ္ဓတရားတော်အနေနဲ့ပြောမယ်ဆိုတော့ knowledge ရှိရတယ် vision နဲ့ရှိရတယ်။ဒီ knowledge နဲ့ vision ကဘယ်နေလာလဲဆိုတော့သိစာလေးပါဘူးဒီမိမိရဲ့ခန္ဓာကိုယ်ထဲမှာမိမိရဲ့စိတ်ထဲမှာတကယ်ဖြစ်နေတဲ့ emotion တွေ reaction တွေ physical reaction တွေ psychological reaction တွေစိတ်ခံစားမှုတုံ့ပြန်ချက်တွေအဲ့ဒါတွေကိုစောင့်ကြည့် observe လုပ်ပြီးတော့သိလာတယ်အဲ့ဒီအတိကိုသစ္စာလေးပါအတိလို့ခေါ်တာ။ဘာအတိလို့ခေါ်တော့အဲ့ဒီသစ္စာလေးပါအတိကနေလာတဲ့ evidence based knowledge evidence based vision အတွေ့အကြုံကိုအခြေခံတဲ့အတိညာဏ်နဲ့အမြုံမြင်ဖြစ်ပါတယ်။အဲ့ဒါကိုပဲဗုဒ္ဓအတွေ့အခေါ်လို့ခေါ်တာဗုဒ္ဓအတွေ့အခေါ်အရဆိုရင်ပြဿနာရှောင်လို့မရဒါမှရှောင်ခြင်းလူများဆိုရရှောင်ဘာဖြစ်လို့ရှောင်တော့ဆိုတော့ you feel very uncomfortable ပြဿနာကိုရှိလာပြီဆိုရင်အဲ့ဒီပြဿနာရှိတဲ့လူနဲ့ရင်ဆိုင်ဖို့အဲ့စိတ်ထဲမှာအယံစိတ်ထဲမှာရင်လေးတယ်စိတ်ထဲမှာလေးရင်မဆိုင်ခြင်းကိုယ်လည်းသိတယ်ဒီမဆိုင်ဘူးကိုစားရေးဆိုကိုစားဖတ်ပြီးတော့ဒီစားလကားပါပြောရလို့နဲ့တော့တွေ့ဖို့ရတယ်အများကြီးစဉ်းစားဒီစားကောင်းလိုက်တာအဲ့လိုပြောလို့တော့ပေးတယ်တော့ထပ်ပေးချင်ဟုတ်တယ်မလားမှန်ပါပါဗျာကိုမကောင်းဝင်ဖန်တယ်လို့ကိုက uncomfortable ဖြစ်တယ်လေကောင်းတယ်ပြောလို့ကြတော့အဲ့နောက်တော့ပါသွားတယ်အဲ့ဒါကိုပဲအဲ့ဒီစိတ်ခံစားမှုတစ်ခုကြားရမှာလွန်ဆွဲခံရတယ်ပြောတာအင်္ဂလိပ်လို top of war လွန်ဆွဲကဟုတ်ပဲဆွဲတယ်ဒီပဲဆွဲတယ်မကြိုက်တဲ့ဟာဆိုရင်တခါလဲ repulsive လို့ခေါ်တယ် repulsive ဆိုတာတွန်းကန်တာကံဖြစ်ကြိုက်တဲ့ဟာဆိုရင်အဲ့နောက်ပန်လိုက်လို့လိုက်ပါအဲ့ဟာကိုဒီပြီးခဲ့တဲ့မနေ့ညရောတညနေရောအစွန်းနှစ်ပါးနဲ့ရှင်းပြတယ်အဲ့ဒီလိုဖြစ်လာတယ်ဆိုရင်ဒီ awareness ဆိုတဲ့တတိကေရတယ်မိမိရဲ့ခံစားမှုနဲ့အဲ့ဒီတစ်ခု connection မရှိတော့ဆက်သွယ်မှုမရှိတော့နှလုံးသားလည်းသူသွားခြင်းဟာသွားခေါင်းကလည်းသူသွားခြင်းဟာသွားဒီစိတ်ခံစားမှု emotion ကလည်းပဲသူသွားခြင်းဟာသွား all over the places သွားခြင်းဟာသွားလင်းမယားကြားထဲမှာဒီလိုဖြစ်တယ်ယောက်ျားပြောတာကိုမိန်းမနားလည်လွယ်တယ်မိန်းမပြောတာယောက်ျားနားပူတယ်အဲ့ဒီလိုခံစားမိပြီဆိုရင်အဲ့ဒီလူနှစ်ယောက်ရဲ့ကြားထဲမှာဆက်သွယ်မှုလမ်းကြောင်း communication channel တက်သွားတယ်မချုံးမွေလို့စကားပြောတာလည်းပဲလေးတန်းနားထောင်ပြီးတော့သိတယ်ညနာလည်းမပြောနိုင်တော့ဒါကြောင့်မလို့ emotion ဟာဒီကာယကံအာလုံးဒီခန္ဓာကိုယ်နေပြီးတော့ထောက်ဖို့ပြောပြတဲ့ message တွေ expression တွေကာယကံဟိုနဲ့အလုပ်ခေါ်တော့အဲ့ဒါ
Any alone, any alone, emotion. Also, dominate. And I'm how the second pure have say Kelma, irritated the say Kelma, Nanali, brought until I so pure. The chart of Kapalo may go not do it. Depend. Then woman appreciate my own. I love and a bit of. As you know, say PC Mutan, Yan, India, Holland. A hundred, a low way to Saga Kong, Chuta, Majolino. That communication channel before. She can't affection one. Simply land. Molio that account. Any molio that a piangani la molio that. Molio that the Met Department. Molio that Tanaka. Jonare Harmo. Mimi, Satan, the Lonare, Chip Molare. Say cancer, emotion department can be lare. Molio that. Raja Molo, Kayuna and Mutida. A child, Nala Vito, Mimi Satama, Tanzamudi Pola, a greedy Pola, Edihago. Takayuna, Da Muridana, Damo Kayuna ye. Now Shetna, Muria now Shetna. Eddie, a thile, she is me. Eddie Pogo, emotional intelligence. She say Kanzamu Pansania. Nale she a book call. Eddie looked at as emotionally healthy. Say Kanzamu Papi. Jama he counted Boko or something. That's a Ubeka Jan Tommy. Ludiaka. Jora Goa Majayo Sassan Ye Lands of Communication Channel Chalet. And I'm Chalet. Chalet is so here. And a Gayuna in Hoto, Mutida in Hoto. And a Gayuna and Mutida in Kumahota away. The Joka Ubeka, you Saturday. Not a day point at your way. Kayuna le moho, Murida le moho, Ubeka Chipu will. Ubeka so the Sekalone, Kutinero. Bali Bada, Tinjari, Bali Bada, Lari, Society, Maloeta, Michelle, Party, Cigar, pointing it, analyze the other. Also attack the matter, the analyze load or philological analysis look on it. That be that that's in the life of the record. Ube has a secular logic, Ube, Uba Soratico, Eka Soratico, Uba Eka, Uba Soraka, Nini Kaka, Eka Sorakachi. Nini Kaka Chi Sorakatua, Lily Shudana. By home. And I know the Tibetan Lupatana, Artoremia, Nini Kaka, Jiba, Mimi Sekana, Pelo Kanzamu, Pini, Pelu Adwidi, Pini, Eddie Adwin, Eddie Kanzamu, Pelu Sesate, Eddie process, Eddie Pissing, the Dine, Nini Kaka Sound Jiba, Eddie Nini Kaka Sound Jide, so this is a low, the Tibetan. A new patana do call, below coro. A new patana do call. Satan G. Debria. G. is so maro, Lily Shuba. Sure. Tahu Bekai. A man, a day. Yamazagara Matone Ubeka, detail me. Now,
เปกขาရဲ့ synonym တစ်ခုရှိတယ်သူနဲ့ပရိယေတုစကားလုံးတစ်လုံးရှိတယ်အဲ့ဒီစကားလုံးပါဠိလိုဒီနေ့ပြောမယ်ပါဠိစကားလုံးကညာတာ sorry နော်အဲ့ဒီစကားလုံးကတော့တတ္တရမစ္ဆတတာလို့ခေါ်တယ်တတ္တရဆိုတာအဲ့ဒီအရာတစ်ခုရဲ့ကြားထဲမှာမစ္ဆတတာဆိုတာကအလယ်တက်တဲ့မှာတည်ရှိတယ်ဂယုဏနဲ့မုဒိတာအဲ့ဒီတစ်ခုစားပြီးတော့ပွားများခါစားတော့ဆိုရင်တခါတခါဂယုဏဘက်ကိုပါပွားလိုက်တခါတခါကျတော့မုဒိတာဘက်ကိုပါသွားလိုက်အဲ့ဒီလိုနဲ့အလဲကောင်မှာတီးငိမ့်နေဟိုဘက်ရိမ့်သွားလိုက်ဒီဘက်ရိမ့်သွားအဲ့လိုရိမ့်နိုင်တယ်အဲ့လိုရိမ့်နိုင်တာကိုရိမ့်ရိုက်သွားတာကိုရိမ့်ရိုက်တဲ့ခိုက်တံမှာတတိလေးနဲ့ကြည့်တယ်ဒါဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဓမ္မထာအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဓမ္မာတိနဲ့ဓမ္မာတိအားနဲ့ကြည့်တယ်ဓမ္မာတိ concentration စိတ်ဆူဆိုင်မှုအင်အားအဲ့ဒီအင်အားကိုအသုံးပြုပြီးတော့ဒီဟောဘက်ဒီဘက်ရိမ့်နေတဲ့စိတ်ကိုအနိကကြည့်စောင့်ကြည့်ဆရာဝန်ကလူနာစောင့်ကြည့်သူစောင့်ကြည့်ရသော်ဘုရားသင်ပေးတယ်ပြမစိုးတရားမိမိကိုယ်ကိုမိမိလူနာအနေနဲ့သဘောထားတယ်နောက်တစ်ဖက်ကလည်းပဲတတိတရားရှိတဲ့အချိန်မှာကိုယ်တိုင်ရပဲတမားတော်ပြန်ဖြစ်သွားတယ်ဒီထဲမှာပဲတမားတော်ရှိတယ်ဒီထဲမှာပဲလူနာရှိပါတယ်လူနာကဒုက္ခသစ္စာတမားတော်ကမဂ္ဂသစ္စာယောဂပြောင်းသွားပြီဆိုရင်និရောဓသစ္စာကြည်ရင်နဲ့အဲ့ဒီယောဂရဲ့ symptom တွေကိုဒီယောဂရဲ့အခြေခံလက္ခဏာတွေကိုကြည်ခြင်းအဖြစ်အဲ့ဒီယောဂလက္ခဏာကြောင့်ကောင်းကောင်းသိသွားပြီဆိုရင်အဲ့ဒီအကြောင်းကိုသိတာကသမုဒယသစ္စာသစ္စာလေးပါးရဲ့ဝင်တတ္တရမစ္ဆတတာပြန်ပြောမယ်တတ္တရဆိုတာကအဲ့ဒီနေရာမှာမစ္ဆတတာတက်တက်လေကောင်းမှာတက်တက်ဟိုဘက်ဒီဘက်မရိမ့်တော့တည်တည်ငြိမ်ငြိမ်ရှိတယ်ဒီနေရာဖြစ်ပြောမယ်ဆိုရင်ဥပေက္ခဘက်မှာလည်းပဲယာလုံးဖြစ်ပါတယ်မုဒိတာဘက်မှာလည်းဆိုရယ်ဂယုဏဘက်မှာလည်းပဲယာလုံးဖြစ်ပါတယ်မုဒိတာဘက်မှာလည်းယာလုံးဖြစ်တယ်တရားနဲ့နောက်ထပ်တရားထပ်ပေါင်းတော့တရား200% ဥပေက္ခက200% ဥပေက္ခကိုလစ်လျူရှုတယ်လို့ပြောရင်အဲ့ဒါ minus တွေပေါ်တယ်အနုလက္ခဏာပြနေတယ်ပြည်သက်ဘာပြနေလို့အနုလက္ခဏာပြနေပါဗျာဂယုဏရဲ့အနုလက္ခဏာလေးပြတယ်မုရိဒာအနုလက္ခဏာပီတိမဖြစ်နိုင်တော့ကိုကနာနေတယ်နာကျင်နေတယ်အဲ့နာကျင်နေတဲ့ဟာလည်းပဲကိုကသူ့နာကျင်မှုကိုခံစားမှုပေးနိုင်တော့သူ့ရဲ့အမြင်နဲ့ကိုကတဘောတူတာမတူတာလက်မခံတာမပါတာသူ့ရဲ့နာကျင်မှုကိုတော့ကိုခံစားပေးနိုင်တော့အဲ့ဒီလိုခံစားပေးနေတယ်ဆိုရင်လူတဦးနဲ့တူတဘောမတူလည်းပဲအစည်းအဝေးတူတက်နိုင်ဂရိလင်္ကာနိုင်ငံမှာစာသင်တဲ့ချိန်တော့အဲ့ချိန်မှာပြည်ပြည်ဆိုင်ရာထေရဝါဒတက်သူရဲ့ယခုလက်ရှိဘာချုပ်ဆရာတွေလည်းပဲအဲ့ဒီမှာသူရိနာစာရန်ပြုစုနေတယ်စာသင်နေတယ်အခုလက်ရှိဒုဗမောဂချုပ်ဆရာတော်ဒေါက်တာစန္ဒာရောမြို့သားလည်းပဲဘုန်းကြီးတို့ဟိုမှာအတူစာသင်အဲ့မှာဘာမောက္ခကျိုးဆရာတော်ကဘုန်းကြီးကိုပါနိုင်နေတော့ဆိုတော့တုတ်တယ်မြတ်စွာဘုရားဟောတဲ့တုတ်တယ်မှန်မှန်ဖတ်ပါအထူးသဖြင့်တပတ်ကိုတရက်အချမ်းလာပြီးအဲ့တရက်တခြားစာမကြည့်တဲ့တခြားလုံးမလုံး
မြတ်စွာဘုရားဟောထားတဲ့ပါဠိတော်တွေကိုပဲကြည့်ပုံကြည့်နေကြည့်အဲ့ဒီအချိန်မှာဆရာတော်ကြည့်ခိုင်းတဲ့တုတ်တန်တစ်ခုအမှန်မှတ်သားစရာပါတော့ဒါပြီးခဲ့တယ်26နှစ်ကအတွေ့အကြုံမြစည်းမနေခဲ့တယ်မှာစာတုမဆိုတဲ့တုတ်လေးရှိတယ်အဲ့ဒီတုတ်ထဲမှာအရှင်သာရိပုတ္တရာနဲ့အရှင်မောက္ကလံယဟန္တာမထေရပါမြတ်စွာဘုရားကိုအလုပ်နီးနီးကပ်ကပ်ကူညီနေတယ်အခုခေတ်စကားနဲ့ပြောရတော့ဒါဟို chief secretary ကြီးပဲအဲ့ဒီနှစ်ပါးအဲ့ဒီစာရမတုတ်ထဲမှာမှတ်တမ်းတင်ထားတာတခါတခါအမြင်မတူဘူးအမြင်မတူပဲနဲ့အဲ့ဒီယဟန္တာမထေရကြီးနဲ့ပါတပါးနဲ့တပါးအလွန်ရေလေးစားကြတယ်ကျင်နာကြတယ်ချစ်ခင်ကြတယ်တဘောမတူတဲ့ဟာသူကမိမိရဲ့စိတ်ခံစားမှု emotion ကို purify လုပ်ပြီးတာပို့လို့ဆိုတော့အမြင်မတူတဲ့ဟာသူကနာကျင်မှုဖြစ်မလားဖြစ်လာရင်လားဖြစ်လာပါဘူးဖြစ်မလားနာကျင်မှုမဖြစ်တဲ့ခါကျတော့နာကျင်မှုကနေနာကြည့်မှုဖြစ်ဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဗျာမဖြစ်နိုင်တော့နာကျင်မှုနာကြည့်မှုအဲ့ဒီတစ်ခုမရှိတော့ဘာပဲရှိတော့လို့ကျင်နာမှုပဲရှိတော့မေတ္တာတရားပဲရှိတယ်ကရုဏာတရားပဲရှိတယ်အဲ့ဒီတုတ်တန်အကြောင်းအသေးစိတ်မပြောတော့ဥပေက္ခအကြောင်းပြန်ဆက်ကရုဏာဆိုတာကဒုက္ခကိုကြည့်ပြီးတော့ဖြစ်တဲ့အရည်အသွေးပါနှလုံးသားရဲ့အရည်အသွေးနေရာတိုင်းမှာဒုက္ခရှိတယ်နာကျင်မှုရှိတယ်လိုချင်တဲ့အတိုင်းဖြစ်စေချင်တယ်မဖြစ်ဘူးဆိုရင်ဒါဒုက္ခဖြစ်တယ်တခြားလူတယောက်ခန္ဓာကိုယ်တောင်းမဟုတ်စိတ်ခံစားမှုပိုင်းဆိုင်ရာ emotion နာကျင်မှုရှိနေတယ်ဆိုတာကိုမမြင်တဲ့ခါကျတော့အဲ့ဒီဒုက္ခကိုအဲ့ဒီဒုက္ခနဲ့သူ့ရဲ့ဒုက္ခကိုထိတွေ့မှုမရှိဘူးသူကလည်းပဲကိုယ့်ရဲ့ဒုက္ခကိုထိတွေ့ခံစားမှုပေးနိုင်လို့ဆိုရင်ကြားထဲမှာ communication channel ဆက်သွယ်ရေးလိုင်းပြတ်သွားတယ်ဆက်သွယ်ရေးလိုင်းပြတ်သွားတယ်ဂျိုးတူမလုပ်တော့ဘူးဆိုရင် iPhone နဲ့ iPad တွေအလကားဖြစ်သွားတယ် iCloud တွေအလကားဖြစ်သွားတယ်I ပဲကျန်တယ် communication မကျန်ဘူးလူတယောက်မှတ်ချက်ချတယ် I လို့ရေးတယ်ဆိုရင်အမြဲတမ်း capital နဲ့ရေးတယ်စလုံးကြီးတယ်စလုံးအသေးနဲ့မရေးငါတို့ပြောရင်အမြဲတမ်းကြီးတယ်အဲ့ဒါဒုက္ခကိုကြည့်ပြီးတော့ I မဖြစ်အောင်ငါမဖြစ်အောင်အတ္တမဖြစ်အောင်ကရုဏာတရားပွားများပါပဲကရုဏာဆိုတာကမိမိရဲ့ဒရမာရှိတဲ့ဖိနာကျင်မှုသူတော်ဘာစီမှာရှိတဲ့ဖိနာကျင်မှုအဲ့ဒါကိုခံစားထိတွေ့ခံစားပေးရပါတယ်ဒီဟာကိုထိတွေ့ခံစားရတာဘုန်းကြီးတင်တာတော့ပီတိဖြစ်တာလေပို့ပြီးတော့လွယ်ကူတယ်လို့ယူဆနိုင်တယ်ဘုန်းကြီးနေရာတိုင်းမှာပြတဲ့ကြောပြတဲ့ဥပမာတွေကတော့ဘုန်းကြီးအင်္ဂလန်နိုင်ငံရောက်ပြီးတော့ဒီနှစ်ကျော်မှာအနမနာမည်ကြီးလာတဲ့ဒိုင်နာမင်းသမီးကားတိုက်ပြီးတော့ဆုံးပါတယ်တနိုင်ငံလုံးမဟုတ်သူတို့ရေးတဲ့ဒီမြို့နယ်သတင်းစာတွေတိုင်းအစင်းရေးတဲ့သတင်းစာတွေ county ခေါ်တယ်အဲ့ဒါနောက်ပြီးတော့နိုင်ငံတော်အစင်းရေးတဲ့သတင်းစာတ
တနင်္ဂနွေဖြန့်တဲ့သတင်းစာသူတို့ press sheet လို့ခေါ်တယ်ဒီ broadsheet newspapers စာရွက်ကြီးအဲ့ဒီသတင်းတွေအားလုံးမှာဒိုင်နာမစ်ကြီးအကြောင်းကြီးရေးကြတယ်သူ့ကိုတနာလို့အသက်36နှစ်ပဲရှိသေးတယ်အမှန်မှနာမည်ကြီးတဲ့အချိန်အမှန်မှကြော်မောလှပနေသေးတဲ့အချိန်အဲ့ဒီအချိန်မှာကားတက်ပြီးဆုံးသွားတယ်အသေးဆုံးနဲ့တည်ရတယ်သူ့ကိုမကြိုက်ဘူးလေသူ့ကိုအញ្ញံဝေဖန်ဖို့ခဲ့တယ်အဲ့လူတွေအားလို့သူ့ရဲ့ဟိန်းကိုခံစားသူ့ရဲ့နိုင်ခြင်းကိုခံစားဒီခံစားမှုကတော့သူကဘာကြောင့်ခံစားရဆိုတော့ big shock လေတော်လို့ဆရာတော်လို့ဆရာကြီးမှာတော့ပေါ်လာတော့နာမည်ကြီးတယ်ချိုးမလှပါတယ်အသက်ငယ်တယ်နောက်ပြီးတော့အမှန်ကန်ဆိုးပြီးတော့ကားတိုက်ကြီးတည်သွားတယ်ဒါပေမဲ့အဲ့ဒီအင်္ဂလန်နိုင်ငံသားတော်များများဒိုင်နာမင်းသမီးအသက်ရှင်နေစဉ်မှာသူလုပ်တဲ့ကောင်းမှုလုပ်ငန်းတွေလူမှုအကျိုးဆောင်လုပ်ငန်းတွေဘယ်သူမှခိမဆိုင်ဘယ်သူမှပီတိမဖြစ်နိုင်သူတောက်ခံအားပေးတဲ့ charity 200ကျော်ရှိပါတယ်ကမ္ဘာပေါ်မှာဒီမြုပ်မိုင်းလမ်းမိုင်းဘယ်နိုင်ငံခေါင်းဆောင်မှာအဲ့ဟာကိုပဲဖြတ်အောင်ရပ်တန့်အောင်မလုပ်နိုင်ဒိုင်နာမစ်မီကဘော့စနီးယားသွားပြီးတော့အဲ့ဒီsafety အတွက်သူတို့ဆောင်းရတဲ့အုတ်ထုပ်အဲ့အုတ်ထုပ်လေးဆောင်းပြီးတော့ danger at the landmine ဆိုတဲ့အဲ့ဒီ sign ပုံနာမှာသွားပြီးတော့ဓာတ်ပုံရတယ်အဲ့ဒီဓာတ်ပုံနဲ့ကမ္ဘာကိုဖြန့်လိုက်တာလေစာနယ်ဇင်းသမားတွေဖြန့်လိုက်စာနယ်ဇင်းသမားတွေကောင်းလို့ဒိုင်နာမင်းသမီးရဲ့အရှိန်ဝါစာနယ်ဇင်းသမားတွေကောင်းလို့အခုနိုင်ငံတကာဥပဒေအရ landmineဘန်လုပ်တာအသုံးပြုလို့မရဘယ်သူမှမလုပ်နိုင်တဲ့ဟာသူလုပ်တယ်ဒါပေမဲ့တောင်းတွေးပြီးတော့ PD ဖြစ်တယ်လို့ရှာတယ် AIDS ရှိတယ်လို့ဆိုဘယ်သူမှအနာမခံရဘူးသူကသူတို့လက်ကိုသွားခိုင်းနေပါဠိသွားခိုင်းရင်သူသွားခိုင်းအဲ့ဒီလူတွေစီမှာရှိတဲ့ stigma နာမည်ဆိုလူအပဲခံရတဲ့ဘဝမျိုးအဲ့ဒီဘဝမျိုးနဲ့ပြီးတော့တက်တာရတော့ဒိုင်နာမစ်ကြီးကဆောင်ရွက်ပါအဲ့ဒီဆောင်ရွက်ချက်တွေကိုလူအနည်းစုကပဲမြင်အများစုကမမြင်ဘူးမုရိဒာမဖြစ်ဘူးဒါကြောင့်မုရိဒာဖြစ်ဖို့အရင်ခဲရင်ပါတယ်ကိုအရင်ချစ်တယ်ဆိုပေမဲ့စရင်လို့ကိုအားမရတဲ့မိနစ်ပေါင်းနဲ့ကိုအားရတဲ့မိနစ်ပေါင်းဘယ်လောက်ရှိတော့ဆိုဟောရတိတ်ပံနေကြသူတွေနာတော့ချစ်နောက်တစ်ခုဒါကိုအရင်ချစ်တာတခြားလူဆိုရင်တော့ပြောနေတယ်သူတို့ကိုအဆိုးမြင်တာနဲ့အကောင်းမြင်တာပြီးတာမဟုတ်သေးရတာမှာမကောင်းတာလိုက်ရှာမယ်ဆိုရင်တိတ်ပြီးအားမဆိုင်သူများရဲ့ကောင်းဘက်တွေရှာမယ်ဆိုတခါတည်းကောင်းတော့နေစဉ်းစားရတယ်စပင်ဖြူလို့မတတ်ခဏစပင်ဆိုးဆေးဆိုးစပင်ဖြူလာဒါကြောင့်ကယုနာကသူ့မှာ shocking factor ရှိတဲ့အတွက်ကြောင့်မို့လို့ကယုနာဖြစ်ဖို့လွယ်ကူတယ်ပိုလွယ်ကူတယ်လို့ခေါ်ရင်ပြောချင်တယ်မုဒိတာဖြစ်ဖို့ကြာတော့သူ့ရဲ့ shock factor သူ့ရဲ့တုံ့လို့စေတဲ့အရာကဘာရှင်းဆိုတော့ဒီစိတ်လှုပ်ရှားစေတဲ့ excitement ဒါပေမဲ့အဲ့ဒီစိတ်လှုပ်ရှားစေတဲ့ excitement ကသူကကြာမခံဘူး
ဝတ်စာအသစ်ရလို့ excited ဖြစ်တာအကြိုက်မခံအဲ့ဒီ excitement ကာအသစ်ရလို့ excited ဖြစ်တာအကြိုက်မခံကာအသစ်ရထားတယ်အိမ်နီးနားချပို့လာပြီးတော့နာလုံးလို့ဖြစ်တယ်ဟိုပြောဒီပြောတယ်ဆိုရင်အဲ့ဒီကိုယ့်ရဲ့ကားကိုကြည့်ပြီးတော့ပီတိဖြစ်တဲ့အချိန်နဲ့အိမ်နီးနားချင်းကိုဒေါသဖြစ်တဲ့အချိန်ပဲချိန်ကပို့များတယ်အဲ့ဒါဆက်လက်နိုင်လေးနဲ့စမ်းကြည့်အဲ့ဒါကြောင့်မို့လို့ကယုနာနဲ့မုရိဒာနှစ်ခုကြားထဲမှာလေလူတွေဒီလိုပဲဘလောင်းမလဲဟုတ်ဖက်အဖြစ်ခံရလိုက်ဒီဘက်ဟုတ်ဘက်ကိုနောက်တစ်ဘက်ကိုဖြစ်ခံရလိုက်အဲ့ဒီအဲ့ဒီလိုပဲအဖြစ်ခံနေရတာဥပေက္ခဆိုတာအဲ့ဒီလိုအဖြစ်မခံရတော့တာကိုပြောတာဟုတ်ဘက်ဒီဘက်အစွဲမခံရတော့ဒီနေ့အပြင်ပြောမယ်ဆိုရင်ဒီစိတ်လှုပ်ရှားမှု excitement မပါဘဲနဲ့ပီတိဖြစ်နိုင်တယ်တစ်ဖက်ကလည်းပဲ shocking factor ဒီလိုကားတိုင်းမှာအဲ့ဒီလိုအရန်ကြေကွဲဝမ်းနေရတယ်အနေထားမျိုးမပါဘဲနဲ့လည်းပဲကယုဏဖြစ်နိုင်တယ်အနေထားမျိုးတွေရှိဘာဖြစ်လို့လဲဆိုတော့စိတ်ကထက်မြက်လာပြီးတော့ emotion ကလည်းထက်မြက်လာပြီးတော့မိမိရဲ့နာကျင်မှုသူတို့ရဲ့နာကျင်မှုခံစားရတယ်ခံစားနိုင်တယ်အရေးသွေးရှိလာတယ်အဲ့ဒါကိုလည်းဥပေက္ခလို့ခေါ်တယ်ဘုန်းကြီးကထပ်မံပြောချင်တနည်းလိုက်ပြီးတော့ထပ်ပြောမယ်ဒါစာသဘောအရပြောတာဒီ commentator အထက်ကဆရာမြတ်များကမိတ်ရှိထားတော့ဆိုတာဥပေက္ခလည်းပဲအန္တရာယ်ရှိတယ်အန္တရာယ်လို့တော့မပြောဘူးရန်သူလို့ပြောတာဥပေက္ခလည်းရန်သူရှိတယ် sorry ဂယုဏလည်းရန်သူရှိတယ်မုဒိတာလည်းရန်သူရှိတယ်ဂယုဏရဲ့ရန်သူကတော့ဒေါသနာကျင်မှုကနေပြီးတော့ဘာဖြစ်သွားတော့နာကြီးမှုဖြစ်သွားတယ်ဒေါသအဲ့ဒါဆိုရင်ရန်သူကနိုင်သွားမုဒိတာဝန်တာဆရာကောင်းတဲ့ဟာမျိုးဝန်တာဆရာစဉ်းစားပြီးတော့ဘာဖြစ်သွားတော့လောဘလိုချင်မှုယောသားလိုချင်တာဘာမှမဖြစ်ဘူးဒါပေမဲ့ဒီလိုချင်မှုကအဲ့ဒီလိုချင်မှုမှာရက်တက်မနေဘယ်ထိရောက်သွားလို့ဆိုလိုချင်တာနေပြီးတော့လူချင်တာဖြစ်သွားတယ်ဘယ်ရောက်သွားတော့လူချင်တယ်အဲ့ဒါကိုပဲ jealous ဖြစ်တယ်မနာလိုဝန်တိုးတယ်အိဋ္ဌာမစ္စယဖြစ်တဲ့ဗိဇ္ဇာဖြစ်တဲ့ဒါပါဠိစကားတွေပေါ့အပိဓမ္မာရဲ့စကားတွေ jealous ဖြစ်တဲ့ဆိုလိုရိုးလိုချင်တယ်ဆိုရင်ဒီ emotion ကဒီစိတ်ခံစားမှုဒုက္ခပိတ်ပြီးတော့ဖြစ်စီတဲ့တရံမျိုး destructive feature တိတ်မရှိဘူးအဲ့ဒီလိုချင်မှုကလူချင်မှုဖြစ်သွားတယ်ဆိုရင်တော့အဲ့ဒီလောဘဟာ destructive emotion ဖြစ်သွားတယ် destructive emotion ဆိုတဲ့စာအုပ်အထွေးတအုပ်ရှိတယ် California က Professor of Psychology တယောက်ရေးထားတယ်ဗုဒ္ဓတရားတော်ကိုနှစ်ပေါင်း30လေ့လာပြီးတော့ရေးထားတာပါ destructive emotions မြန်မာပြည်ကတော့အဘိဓမ္မာလေ့လာတဲ့အများကြီးလေ့လာတဲ့နိုင်ငံဆိုအဲ့ဒီဖြစ်လို့ဖြစ်စီဖြစ်တဲ့စိတ်ခံစားမှုတွေကိုအများစုကတော့နားလည်ပထမဆုံးတော့မကြိုက်တာလူတယောက်ကမကြိုက်တာဥပမာလေးပြောကြပါစို့မကြိုက်တာနေပြီးတော့ကပ်ပြရဖြစ်ချင်တဲ့အတွေးမျိုးစိတ်ခံစားမှုမျိုးဖြစ်လာတဲ့စိတ်ဓာတ် destructive emotion အဲ့ဒီလိုဖြစ်လာတယ်ဆိုရင်
စိတ်ထဲမှာအဲ့လိုဖြစ်လာစဉ်ဖြစ်လာမှသိတယ်ဆိုရင်ဒါစိတ်ဓာတ်ဥပဒနာလို့ခေါ်တယ်ဘာလို့ခေါ်တော့စိတ်ဓာတ်ဥပဒနာပါဗျာမကြိုက်တာမကြိုက်မှန်းသိရင်ဒါစိတ်ဓာတ်ဥပဒနာဖြစ်တယ်မကြိုက်တာကတော့အနက်ရောင်ပဲဒါမဲ့သိတဲ့ဟာနဲ့ဒီမကြိုက်တာကိုဒီငြိမ်တဲ့တတိနဲ့ကပ်ပြီးတော့ကြည်လိုက်တဲ့ခါကျတော့တတိတရားအဲ့ဒီမကြိုက်တဲ့ဟာကိုအဖြူရောင်ဖြစ်အောင်လုပ်လိုက်တယ်အဲ့ဒီအနက်ရောင်အကြောင်းသိလာတယ်အဲ့အတိဟာကုသိုလ်တရားပဲtechnical နဲ့သုံးမယ်ဆိုရင်သောပနာစေတသိက်လို့ခေါ်တယ်တတိတရားသောပနာစေတသိက်ဒီနေရာမှာပြောမယ်ဆိုရင်လှပတဲ့စိတ်ခံစားမှုလို့ခေါ်တယ်ဘာလို့ခေါ်တော့လှပတဲ့စိတ်ခံစားမှုပါဗျာလှပတဲ့စိတ်ခံစားမှုရှုံးလို့ညစ်ပတ်နေတဲ့ဒီမနာလိုဝန်တိုမှုjealousy ကိုကြည်ပြီးတော့အဖြူရောင်ဖြစ်အောင်ကြောင်းလဲနိုင်တာ transform လုပ်နိုင်တာဗုဒ္ဓတရားတော်ပဲဗုဒ္ဓတရားတော်ထဲမှာပဲရှိတယ်အဘိဓမ္မာသဘောတရားထဲမှာတော့အကုသိုလ်ကိုအခြေခံပြီးတော့ကုသိုလ်ဖြစ်တယ်လို့ခေါ်ပါတယ်အကုသိုလ်ကိုအကြောင်းဖြစ်ပြီးတော့ကုသိုလ်ဖြစ်တယ်ကြည်တာတော့အကုသိုလ်ကိုကြည်တာဒေါသကိုကြည်တာမနာလိုဝန်တို့စိတ်ကိုကြည်တာစိုးရင်လည်းစိတ်ကိုကြည်တာတောကဖြစ်တဲ့စိတ်ကိုကြည်တာအားမလို့အားမရတဲ့ဖြစ်တဲ့စိတ်ကိုကြည်တာဒါမဲ့ကြည်ပုံကြည်လေးကမှန်ကန်တဲ့အတွက်ကြောင့်မို့လို့တတိဥဆောင်လို့တမာတိဥဆောင်လို့မှန်ကန်တဲ့အမြင်ဥဆောင်လို့ကြည်ရင်ကြည်နေပဲအဲ့ဒီအနက်ရောင်ကိုအဖြူရောင်ဖြစ်စေတယ် transformation takes place in your heart ကြောင်းလည်းဖြစ်စေအဲ့ဒီလိုဖြစ်သွားပြီဆိုရင်ဒီအနက်ရောင်အဝဇ္ဇာတစ်ခုအနက်ရောင်ဆိုတော့ဒီအနက်ရောင်အဲ့ဒီအနက်ရောင်ဖြစ်တာကိုစိတ်မစင်းရောအဲ့ဒီအနက်ရောင်နဲ့ကိုကသွားပြီးရမဖြစ်တော့အဲ့ဒီအနက်ရောင်နဲ့တွေ့ရတာမြင်ရတာနိနိကနေရတာစိတ်ထဲမှာ comfortable ဖြစ်တယ်အဲ့ဒါပဲ emotionally wise ဒီစိတ်ခံစားမှုအားဖြင့်ပညာရှိတယ်လို့ဒါနောက်တိုင်း psychologist တွေကပြောတယ်သူတို့ကမနေ့တနေ့မှပြောတယ်မြတ်စွာဘုရားကတတ္တာရမတိပန္တိတော်ဥပေက္ခအဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်ဓမ္မပီတိဖြစ်ပြတဲ့ပုဂ္ဂိုလ်ဟာထာဝရပြောရှင်ပါတယ်ဒီမှာစကားပြောတဲ့ဥပေက္ခဟာဒါလက်လျှော့လို့ဖြစ်တဲ့ဥပေက္ခလက်လျှော့လို့လိလူရှိလိုက်တာလက်လျှော့ပြီးဆိုရင်အဲ့ဒါပြောရှင်သေးလားအားငယ်လို့လက်လျှော့တာဘာဖြစ်လို့လက်လျှော့တာအားငယ်လို့လက်လျှော့တာအားငယ်လို့လက်လျှော့တာစိတ်ကျက်လို့လက်လျှော့တာဒါကြောင့်ဒီနေ့ပထမဒီနေ့နဲ့ဒုတိယဒီနေ့ကျင့်ကြံခဲ့တဲ့ဂယုဏနဲ့မုဒိတာနှစ်ခုကိုပေါင်းပြီးတော့တရားထိုင်တယ်ပထမဆုံးမိမိရဲ့ချွေရင်းချက်ဖြစ်ဖြစ်မိမိခံစားနေရတဲ့ပြဿနာတွေ့ကြုံနေတဲ့ပြဿနာဖြစ်အဲ့ဒီပြဿနာကိုအဲ့ဒီနာကျင်မှုကိုအဲ့ဒီတတိနဲ့ထိတွေ့ခံစားပြီးပါရင်ထဲမှာနာကျင်နေတယ်ခန္ဓာကိုယ်လည်းပဲတင်းနေတယ်စိတ်ခန္ဓာလည်းဘလောင်းပြည့်ဖြစ်နေတယ်တွေ့တဲ့ဝင်တဲ့ဖြည်းဖြည်းသာသာရှူရှားပြီးတော့အဲ့ဒီနာကျင်မှုနဲ့ထိတွေ့ပြီးခံစားပြီးပါထိတွေ့ခံစားတဲ့အချိန်မှာဒေါသဖြစ်လာဆိုဒေါသဖြစ်နေတယ်စတိပါဒေါသဆိုတဲ့နာကျင်မှုဖြစ်နေတယ်စတိပြီးပါဘာမှမကြောက်မြတ်စွာဘုရားဟောတာတဲ့တတိပဋ္ဌာန်တရားတော်ဒါကိုယုံယုံကြည်ကြည်စိတ်ချပြီးတော့
လုံးရရစိတ်ချပြီးတော့ချစ်မှတ်လိုက်နာမှာစမ်းသပ်ကြည့်ပါအဲ့ဒီလိုလောက်ပြီးတော့အဲ့ဒီမိမိရဲ့နာကျင်မှုကိုထိတွေ့ကိုယ်တိုင်ပြန်ပြီးတော့ထိတွေ့ခံစားပြီးဆိုရင်မိမိကိုယ်ကိုပြန်တနာပြီးတော့ဒီနာကျင်မှုကနေပြီးတော့ကြော်လွှားနိုင်ပါစေအပြည့်မှန်တွေ့ပါစေဖြည့်ရှင်းနိုင်တယ်အတိညာဖြစ်ပေါ်လာပါစေကိုယ်ကိုကိယူနာပွားမှာဘာပွားမှာတော့ကိယူနာပွားမယ်တရားနာပိတ်တယ်တစ်ဆက်တည်းမှာပဲအဲ့ဒီဟာကိုကောင်းလုပ်ပြီးတော့စိတ်ကနည်းနည်းလေးအေးချမ်းသွားပြီဆိုရင်မုဒိတာကိုကူရမယ်မအေးချမ်းသေးဘူးဆိုရင်ထွက်တဲ့ဝင်တဲ့စိတ်ကိုပြန်သွားပါထွက်တဲ့ဝင်တဲ့က neutral ဖြစ်တဲ့အလယ်လတ်ကြတယ်ကိုရဖြစ်ပါတယ်ထွက်တဲ့ဝင်တဲ့စိတ်ပြန်သွားပြီးတော့အဲ့ကိယူနာစိတ်ခါပြန်သွားကိယူနာပြန်သွားမိမိရဲ့ပြဿနာမိမိရဲ့ချွေရင်းချက်မိမိလိုအပ်ချက်မိမိရဲ့ဒုက္ခမိမိရဲ့စိတ်ဖြစ်စီမှု stress အဲ့ဒါတွေကိုပြန်စဉ်းစားပြန်ပြီးတော့ visualize လုပ်ပြီးရင်ဒါလက်ခံဟောတာဒီလိုဖြစ်နေတယ်ဒါနာကျင်မှုဖြစ်နေတယ်ဒီနာကျင်မှုကနေပြီးတော့ကြော်လွှားနိုင်ပါစေဒီနာကျင်မှုနားလည်ပြီးတော့ဖြည့်ရှင်းနိုင်ပါစေကိုကိယူနာပွားလူအများဆိုတော့မြတ်တာပို့တယ်လို့ဆိုကြတယ်ဘုန်းကြီးကတော့ပို့တယ်လို့မဆိုချင်ဘူးဝါတယ်လို့ဆိုချင်ဘာဝနာဆိုတဲ့စကားလုံးသုံးချင်တယ်မြတ်တာဒုက္ခလည်းပဲဘာဝရင်ပွားများမယ်ပို့တယ်ဆိုတာကဒီကနေပြီးတော့တခြားနေရာကိုပို့အောင်ကိုကမပို့เสียမှမရှိသေးတာဘာပို့ပစ္စည်းတစ်ခုတိဝလန်ဒီတခြားနေရာကို export လုပ်ချင်တယ်ဆိုအရင်စိုက်ရတယ်စိုက်မှမစိုက်သေးတာမကြီးထွားသေးဘူးအလုံးတော့မရှိသေးဘူးကိုစားစရာအလုံးတော့မရှိသေးဘူး export လုပ်နိုင်တာမလုပ်နိုင်ဘူးပို့တယ်ဆိုတော့ export လုပ်တယ်ဘာမှမရှိသေးတဲ့ export လုပ်တယ်ဆိုရင်တော့ empty boxes you're going to export empty boxesဘာမှမရှိတဲ့တက်တာပဲ export လုပ်တချို့ကကိုမကြိုက်လို့ဟာအဲ့ဒီလူကိုဘာလို့မြတ်တာပို့အောင်မှာတော့အဲ့ဒီလူကကျွန်တော်ကိုဒီလိုပြောမှုတယ်ကျွန်တော်ဒီလိုပြောမှုတယ်စိတ်ထဲမှာဟိုလူရဲ့ဒုက္ခကိုကိုမခံစားနိုင်ဘူးကိုယ့်ရဲ့ဒုက္ခကိုလည်းကိုယ့်ရဲ့နာကျင်မှုကိုလည်းကိုမခံစားနိုင်ဘူး you are not able to keep in touch with your pain or with the other person's pain in touch မလုပ်နိုင်သေးဘူးဆိုရင်ကိယူနာအဲ့ဒီချိန်မှာမရှိသေးဘူးကိုယ့်အတွက်ကမှမရှိသေးတာကိုယ့်အတွက်ကမှစားဖို့လုံလောက်မရှိသေးတာမရှိတဲ့ကိယူနာဘသူ့ကိုသွားပြီးတော့မျှဝေပေးနေမှာဘယ်နိုင်ငံကိုအဲ့ဒါ made in Burma ဆိုပြီးတော့ export လုပ်တယ်မလုပ်နိုင်ဘူးဖြစ်တယ်ဒါကြောင့်မေတ္တာပို့တယ်ဆိုတဲ့စကားလုံးနဲ့ဘုန်းကြီးမေတ္တာပွားတယ်ဂိယူနာပွားတယ်မုဒိတာပွားတယ်ဆိုတဲ့စကားလုံးသုံးရင်ပို့ပြီးတော့မှန်ကန်တယ်လို့ယူဆပါတယ်ဒီပြမစိုးတရားပွားများပြီးတာအစင်းနဲ့တရားကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့မေတ္တာပို့တယ်ဂိယူနာပို့တယ်မုဒိတာပို့တယ်အဲ့ဒါတွေအကောင်လုံးမှန်တယ်အဲ့ဒါအစင်းနဲ့ပုဂ္ဂိုလ်ကိုယ်ကဒီနေ့မှစားတယ်ဆိုရင်ပို့စရာဘာမှမရှိဘူးဂိယူနာပွားပြီးဆိုရင်ကမုဒိတာပွားကြည့်မိမိရဲ့ကောင်းကွက်ကိုပြန်ပြီးတော့ရှာအားရစရာဂျင်းစရာအခုလက်ရှိအဲ့ဒါကိုကြည့်အဲ့ဒါကြည့်လို့မမြင်ဘူးဆိုရင်အားငယ်တတ်တဲ့ပေတယ်အများကြီးရှိတယ်မိမိမှာကောင်းကွက်အများကြီးရှိနေပါရဲ့နဲ့မတွေ့ဘူးဆိုရင်တော့မိမိ
ပျော်နိုင်ပါရဲ့နဲ့မပျော်နိုင်တဲ့ပုဂ္ဂိုလ်တရားပါဒါကြောင့်မုဒိတာနဲ့ပွားမုဒိတာစပြီးတော့ပွားပြီးဂယုဏပွားမယ်ဆိုရင်ရတယ်မဟုတ်ဘူးဂယုဏနဲ့စချင်တယ်ဆိုရင်ရတယ်ဘယ်ဟာပဲစနောက်ဆုံးမှာတော့ဒီနှစ်ခုပြိုင်တူနောက်ပြီးတော့ထပ်တူထပ်မြတ်ကြီးပွားတို့တယ်ကြီးထွားရအဲ့ဒီလိုကြီးထွားတာကိုပဲဘာလို့ခေါ်တော့ဥပိ္ပခာလို့ခေါ်တယ်ဒါကြောင့်ဒီနေ့ညတရားကောင်းစီကလစ်ယူမရှိကြောမခိုင်းတော့ဥပိ္ပခာတရားကြောလည်းမခိုင်းဟောပဲအေဟန်ကကားတူပဲဘာဝဝငါလည်းပါဆိုင်ဒေါသလည်းဖြစ်တယ်ဒေါသဖြစ်တဲ့ဆိုအဲ့ဒါဘာသူကငါနဲ့ပါဆိုင်တော့ဥပိ္ပခာလောက်တာအဲ့ဒါကိုမြန်မာလိုဥပိ္ပခာလို့ထင်နေကြတယ်ဒါပေမဲ့မြတ်စွာဘုရားဟောတဲ့ဖြစ်မစိုးတဲ့ဥပိ္ပခာမဟုတ်ဘူးဘုရားဒီနေ့ညထက်ခါပြောကြည့်အရေးကြီးလို့ဒါကြောင့်ဒီနေ့ညလေ့ကျင့်အကျင့်ဒီအဆင့်6ဆင့်အကောင်လောက်အတွက်အချိန်မရဘူးလေ့ကျင့်ခါလိုက်လို့လေ့ကျင့်တယ်အဆင့်40အတွက်အချိန်မရဘူးဂယုဏတွေမုဒိယနှစ်ခုစလုံးလောက်အောင်နှစ်ခုပဲလို့တစ်ခုကတော့မိမိအတွက်မုဒိယပွားမှာပြီးရင်ဂယုဏပွားမှာဂယုဏအစနာနေစမယ်ဆိုရင်ဂယုဏပွားမှာပြီးရင်မုဒိယပွားမှာအဲ့ဒီမှာအခက်ခဲတွေတွေ့ရတယ်မုဒိတာပွားတဲ့နေရာမှာမုဒိတာတွေကိုထိုးဝင်လာထိုးပေါက်မဝင်နိုင်တာတွေ့ရတယ်မဟုတ်ရင်လည်းဒီဂယုဏကိုပွားများတဲ့နေရာမှာနိတိချမရှိတာမျိုးဖြစ်ခြင်းဖြစ်လိမ့်မယ်အဲ့ဒီအမျိုးဖြစ်တယ်ဆိုရင်အဲ့ဒါကိုလက်ခံလိုက်ဟောဒီလိုအဟံဒါနဲ့တွေ့နေတယ်နာကျင်မှုကိုကြည့်ပြီးတော့ဂယုဏမဖြစ်နိုင်သေးဘူးဆိုပြီးတော့အဲ့ဒါလေးကိုလက်ခံလိုက်တွေ့တဲ့ဝင်သက်စီပြန်လာလက်ခံလိုက်မလုံနိုင်တာကိုတွားပြီးတော့ရံမဖြစ်ဘူးပထမအဆင့်မှာမိမိအတွက်ဂယုဏနဲ့မုဒိတာပွားမယ်ဒုတိယအဆင့်ကျတော့မိသားစုတွေကတယောက်ပဲဖြစ်ဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေတယောက်ပဲဖြစ်အလွယ်ကူဆုံးပုဂ္ဂိုလ်မိမိနဲ့ဆက်ဆံရေးအကောင်းဆုံးပုဂ္ဂိုလ်အခုနေတဲ့ဆက်ဆံအကောင်းဆုံးဆက်ဆံရေးခက်ခဲနေတဲ့ပုဂ္ဂိုလ်လက်ခံတင်းဖြစ်တဲ့ပုဂ္ဂိုလ်နဲ့မလုပ်နဲ့ဘာဖြစ်လို့လဲဆိုတော့အခြေခံမခိုင်းသေးစိတ်မစောနဲ့စိတ်စောပြီးတော့သွားလောက်ခါမှာဒေါသရဲ့ဝါမျိုးချင်းခံရပြီးတော့နာကျင်မှုနဲ့နာကျင်မှုဖြစ်သွားမယ်မိမိရဲ့ automatic thought အဲ့ဒီ automatic အတွေးတွေမကင်တွေ့နိုင်တာလေတမင်မွေးရင်ကြားစားရင်ဂယုဏပွားဖို့ကြိုးစားရင်းနဲ့ဒေါသကဝါမျိုးသွားရင်အဲ့ဒီလိုဖြစ်သွားတယ်မုဒိတာနဲ့ဒီတိုင်းပဲမိမိမျက်စိမကြားရလို့သဘောမကြားရလို့အဲ့လိုတွားကြည့်ပြီးတော့မုဒိတာပွားဖို့မကြိုးစားနဲ့တိတ်ပြီးတော့ ambitious မဖြစ်နိုင်ရည်ချက်တဲ့တိတ်မရှိနဲ့တလန်းပြီးတလန်းသွားအဲ့တော့မိမိနှစ်သက်တဲ့ပုဂ္ဂိုလ်ဆက်ဆံရေးကောင်းမွန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်တရားကိုရွေးပြီးတော့ကိန်းလာတဲ့မုဒိတာပွားပါဝါတို့ပြဿနာရှိရဆိုရင်ပထမအဆင့်ကိုပြန်လာပထမအဆင့်လောက်တာပြဿနာရှိရဆိုရင်ထွက်တဲ့ဝင်သက်စီပြန်လာပြီးတော့ကိန်းလာမုဒိတာစီပြန်သွားပါ15မိနစ်တရားထိုင်မယ်
လေးကြာကြာနာနာရှုရှိုက်ပေးပါခပ်ဖြည်းဖြည်းနဲ့ခဏနဲ့ရှုရှိုက်ပေးပါနည်းနည်းလေးအားပို့ဆိုင်ပြီးရှုရှိုက်ပေးပါခယူနာမှုဒီကဝါနေတဲ့အချိန်မှာအသက်ရှုရလေကိစ္စပေးပါတွေးနောက်ကိုပါသွားတယ်ဆိုရင်အဲ့ဒီအတွေးကိုလက်ခံနိုင်ပါတွေးနေတယ်အတွေးနောက်ပါသွားရင်လက်ခံနိုင်အဲ့ဒီတွေးနေရမဖြစ်ပါနဲ့လက်ခံပြီးထွက်တဲ့ဝင်တဲ့စီပြန်လာပါအဲ့ဒါလေးအသားကြပြီဆိုရင်ဂယုဏနဲ့မုဒိတာပြန်ပြီးတော့ပွားများပါ
စိတ်ပြန်လို့ပါဒီဝင်နေချမ်းသာနာရွှေရှာပြီးတော့စီဝင်နေပါခယုနာယောမုဒိတာယောနှစ်ခုစလုံးအတိုင်းအတာတစ်ခုတည်းပွားများနိုင်တယ်လို့ယူဆရင်ခန္ဓာကိုယ်ကတဏှာတဏှာဖြစ်လာပြီးတော့ဒီနေ့အကျိုးတွေလေဖြည့်လာတယ်ရှော့လာတယ်အဲ့ဒါလေးဒီခန္ဓာကိုယ်ရဲ့တိတ္တထင်ရှားပြောင်းလဲမှုတွေမြင်လာပါလိမ့်မယ်နောက်ပြီးတော့စိတ်ခံစားမှုပိုင်းဆိုင်ရာလည်းပဲငကောတော့မတင်းတော့ပဲတက်တာတတရှိနေတာခံစားပါလိမ့်မယ်မဖြစ်သေးလို့ဆိုရင်ဘယ်ဟာကအာသာတော့ဘယ်ဟာလောက်ရတာပို့ပြီးတော့အဆင်ပြေလို့ဂယုဏလားမုဒိတာလားအဲ့ဒီတစ်ခုတည်းကိုပဲခွဲပြီးတော့လုပ်ပါဂယုဏလောက်တာစိတ်ထဲမှာအားကောင်းတဲ့အဆင်ပြေတယ်ဂယုဏဆက်လို့ဂယုဏနှစ်ပတ်သုံးပတ်တော့ပြီးမှမုဒိတာကိုတည်တံ့လုပ်ပါမရောနဲ့အောင်မုဒိတာကိုလည်းအဲ့ဒီလိုပဲနှစ်ပတ်သုံးပတ်ဆက်လုပ်ပါဒါကဝိပဿနာအခြေခံအသင့်အတင့်ရှိတဲ့ပုဂ္ဂိုလ်ပြောပါတယ်ဝိပဿနာအခြေခံအသင့်မရှိသေးဘူးဆိုရင်တော့စိတ်ဓာတ်ဝိပဿနာအခြေခံနဲ့အရင်ရအောင်လုပ်ပါအထူးသဖြင့်အတွေးနဲ့စိတ်ခံစားမှု emotion and thought အဲ့ဒီနှစ်ခုကိုခွဲခြားသိနိုင်အောင်သိနိုင်တဲ့အနေအထားရောက်အောင်မဟုတ်ဘူးဆိုရင်အတွေးတွေရှုပ်လာတာနဲ့စိတ်ခံစားမှုကလည်းပဲရှုပ်ထွေးလာတယ်အဲ့ဒီလိုလေပတ်နေနဲ့ဘယ်ဟာပဲမသိတော့အဲ့ဒီလိုပါပဲစိတ်ခံစားမှုရှုပ်ထွေးလာတဲ့အချိန်မှာလည်းပဲအတွေးတွေမလိုချင်တဲ့သူ့အတူတလုံးတော်ကြီးတလုံးတစ်ထွေးပေါ်လာတယ်ဘယ်ကနေပေါ်လာမှမသိဘူးမရမနာအစာနဲ့ရှာမတွေ့အဆုံးလည်းမမြင်နိုင်အဲ့ဒီလိုဖြစ်တတ်တယ်ဒါကြောင့်မို့လို့စိတ်ဓာတ်ဝိပဿနာအခြေခံရှိမှပြမစုတရားပွားများတာပို့ပြီးတော့ထိရောက်ပါတယ်အထူးသဖြင့်ဂယုဏနဲ့မုဒိတာပွားများတာထိရောက်ပါတယ်တချို့ကတော့မေတ္တာအရင်ပွားများပြီးတော့မေတ္တာကိုစိတ်နည်းနည်းလေးငြိမ်လောက်အောင်အထောက်အကူပြုတဲ့အနေနဲ့ပွားများပြီးတော့နည်းနည်းလေးစိတ်ငြိမ်လာတာနဲ့ဝိပဿနာကိုပွားများကြတယ်အဲ့ဒီလိုအသုံးပြုတာလည်းရှိတယ်အဲ့ဒီလိုအသုံးပြုတယ်ဆိုရင်တော့ပြမစုတရားကိုဒုတိယထားပြီးတော့ stepping stone ထက်ကိုနင်းတက်ဖို့အတွက်လေကတိတစ်နေနဲ့ပဲသဘောထားပြီးတော့သူ့ကိုကြည်ပြန့်ပွားများမယ်လို့ယူဆသေးတာအမှန်ကတော့ဝိပဿနာတရားနဲ့ပြမစုတရားမဟုတ်ရင်လည်းသမထတရားနဲ့ပြမစုတရားညီတူညီမျှပွားများပါလိမ့်မယ်အဲ့ဒီလိုပွားများမှမိမိရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာရေး emotional health အာမခံချက်ရှိပါလိမ့်မယ်အားလုံးကျန်းမာချမ်းသာကြပါစေ